ကျွန်တော်တို့ရဲ့ဓမ္မမင်္ဂလာအိမ်တော် channel မှာနှွေးထွေးစွာကြိုဆိုပါရစေ။လူတယောက်ရဲ့ဘဝမှာအကြီးအကြီးဆုံးဖြတ်ချက်တွေတဲ့ကတစ်ခုကတော့အိမ်ထောင်ပြုတ်ချင်ပါပဲ။အိမ်ထောင်ဆိုရဲ့စကားလုံးကအိမ်ကိုထမ်းဖို့ထားရခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်အိမ်ထောင်တစ်ခုတည်ဆောက်ပြီးဆိုရင်ပျော်ရွှင်စရာတွေမကပဲတာဝန်တွေအခက်အခဲတွေကလည်းဒွန်တွဲပါလာတတ်ပါတယ်။လူတော်များများကမေးတတ်ကြပါတယ်။ဘာလို့အိမ်ထောင်ရေးတွေအစင်မပြေဖြစ်ကြတာလဲ။ဘာလို့အစပိုင်းမှာချစ်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတယောက်နဲ့တယောက်ရန်သူလိုဖြစ်သွားကြတာလဲ။တကယ်တော့ตาရတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့ဆိုတာကံတရားတစ်ခုတည်းအပေါ်မှာမူတည်နေတာမဟုတ်ပါဘူး။ဒီနေ့ဗီဒီယိုလေးမှာတော့မြတ်ဗုဒ္ဓရဲ့တရားတော်တွေနဲ့လက်တွေ့ဘဝအတွေ့အကြုံတွေကိုပေါင်းစပ်ပြီးตาရတဲ့အိမ်ထောင်ရေးတစ်ခုကိုဖန်တီးပေးမယ်လျှို့ဝှက်ချက်၃ချက်ကိုအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီအချက်တွေကလူကြီးလူငယ်မရွေးလိုက်နာနိုင်ပြီးတင့်အိမ်ထောင်ရေးကိုပိုမိုခိုင်မြဲစေမှာပါ။ပထမဆုံးလျှို့ဝှက်ချက်ကတော့ခန္တီလို့ခေါ်တဲ့ဒီခံခြင်းနဲ့နားလည်မှုပဲဖြစ်ပါတယ်။အိမ်ထောင်ပြုတယ်ဆိုတာမတူညီတဲ့ပတ်ဝန်းကျင်မတူညီတဲ့အကျင့်စရိုက်ရှိတဲ့လူနှစ်ယောက်တအိမ်ထဲမှာအတူနေကြတာပါ။မြတ်ဗုဒ္ဓကဒီခံခြင်းဟာအမျက်ဆုံးသောအကျင့်တရားဖြစ်တယ်လို့လမ်းညွှန်ထဲပါတယ်။အိမ်ထောင်ရေးတစ်ခုမှာဒီခံနိုင်စွမ်းရှိတာဟာအကောင်းဆုံးသောတည်ဆောက်မှုတစ်ခုပါပဲ။လက်တွေ့ဘဝမှာဘယ်လိုကျင့်သုံးမလဲ။တခါတလေတင့်အိမ်ထောင်ဖက်ကတင်စိတ်တိုင်းမကြတာတွေလုံးမိနိုင်ပါတယ်။အဲ့ဒီအခါမှာချက်ချင်းပြန်တုံ့ပြန်တာမျိုးထက်သူ့မှာလဲသူ့အကြောင်းပြချက်ရှိမှာပဲဆိုတဲ့နားလည်မှုနဲ့ဒီခံပြီးဖို့လိုပါတယ်။ဥပမာခင်မုန်းဖြစ်သူကအလုတ်ကနေပင်ပန်းပြီးပြန်လာတဲ့အခါစိတ်တိုးနေနိုင်ပါတယ်။ဇနီးဖြစ်သူကလည်းတနေကုန်အင်္ဂလုတ်တွေနဲ့ပင်ပန်းနွားနယ်နေနိုင်ပါတယ်။အဲ့ဒီအချိန်မှာတယောက်ကမီးဖြစ်နေရင်နောက်တယောက်ကရေဖြစ်ပြရပါမယ်။နှစ်ယောက်လုံးမီးဖြစ်နေရင်တော့အဲ့ဒီအိမ်ဟာလောင်စာမရှိဘဲလောင်ကျွမ်းသွားပါလိမ့်မယ်။ဒီကနဲ့ဆိုတာရှုံးနေတာမဟုတ်ပါဘူး။အိမ်တောင်ရေးတာယာဟုအတွက်မြစ်ထာနဲ့ရှော့ပေးလိုက်တာဖြစ်ပါတယ်။ဒုတိယအချက်ကတော့တမ္မာဝါစာလို့ခေါ်တဲ့မှန်ကန်ယဉ်ကျေးစွာပြောဆိုခြင်းနဲ့ပွင့်လင်းတဲ့ဆက်ဆံရေးပဲဖြစ်ပါတယ်။အိမ်တောင်ရေးတစ်ခုပျက်စီးရတဲ့အဓိကအကြောင်းရင်းကစကားပြောမှားယွင်းတာကြောင့်ဖြစ်ပါတယ်။တယောက်ကိုတယောက်လောင်ပြောင်းတာအဖြစ်တင်းတာအော်ဟိတ်တာတွေကရေရှည်မှာစိတ်တန်ရာတွေဖြစ်စေပါတယ်။မြတ်ဗုဒ္ဓကမုတာဝါဒလိန်ပြောခြင်းဖရုတဝါစာကျမ်းတမ်းစွာပြောဆိုခြင်းစတာတွေကိုရှောင်ကျဉ်ဖို့ဟောကြားထားပါတယ်။လက်တွေ့ဘဝမှာဘလို့ကျင့်သုံးမလဲ။ဂျေဇုတင်ပါတယ်လို့တောင်းပန်ပါတယ်ဆိုတဲ့စကားကိုမကြာခဏသုံးပါ။မိမိအိမ်ထောင်ဖက်ကလှုပ်ပေးတဲ့တေးသေးမမကိစ္စလေးတစ်ခုကိုတောင်ဂျေဇုတင်ကြောင်းပြောပေးပါ။စိတ်ဆိုးစရာရှိရင်အောင့်မထားပါနဲ့။ဒါပေမဲ့ပြောတော့အခါမှာမင်းကအမြဲဒီလိုပဲလို့အပြစ်တင်းကမျိုးမဟုတ်ပဲမင်းအဲ့ဒီလိုလှုပ်လိုက်တော့ငါစိတ်ထဲမကောင်းဘူးဆိုတဲ့ကိုယ့်ရဲ့ခံစားချက်ကိုပဲအေးအေးဆေးဆေးပြောပြပါစကားပြောတာတဲ့ပိုအရေးကြီးတာကနားထောင်ပေးခြင်းပါတစ်ဖက်လူရဲ့ခံစားချက်ကိုစာနာစိတ်နဲ့နားထောင်ပေးတာဟာအကောင်းဆုံးကုသခြင်းတစ်မျိုးပါနောက်ဆုံးနဲ့အရေးအကြီးဆုံးလျှို့ဝှက်ချက်ကတော့စာကလူခေါ်တဲ့စွန့်လွတ်အနစ်နာခံခြင်းနဲ့မျှဝေခံစားခြင်းပဲဖြစ်ပါတယ်။ตาရတဲ့အိမ်တောင်ရေးဆိုတာငါဘာရမလဲဆိုတာထက်ငါဘာပေးနိုင်မလဲဆိုတဲ့စိတ်ထားပေါ်မှာတည်ဆောက်ထားတာပါ။မြတ်ဗုဒ္ဓကအိမ်တောင်တဲ့အတွက်တမ္မဇီဝိတတရား၄ပါးကိုဟောကြားခဲ့ပါတယ်။အဲ့ဒီထဲမှာတတ္တာတူခြင်း၊တီလတူခြင်း၊စာကတူခြင်းနဲ့ပညာတူခြင်းတို့ပါဝင်ပါတယ်။လက်တွေ့ဘောမှာဘလို့ကျင့်သုံးမလဲ။စာကားဆိုတာငွေကြေးပေးကိုင်းတာတွေမဟုတ်ပါဘူး။ကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့အားစိုက်ထုံမှုလေကိုယ့်ရဲ့အတ္တတွေကိုစွန့်လွတ်ပေးတာကိုဆိုလိုတာပါ။ဇနီးတဲ့ကနေမကောင်းဖြစ်နေရင်ခင်မွန်းကအင်္ဂလုတ်ဂူလို့ပေးတာခင်မွန်းတဲ့ကစီးပွားရေးအဆင်မပြေဖြစ်နေရင်ဇနီးတဲ့ကအားပေးကူညီတာဒါတွေဟာစာကပါပဲ။တယောက်ရဲ့ဝန်တော့ဝန်ဘိုးကိုတယောက်ကကူထမ်းပေးတဲ့အခါအိမ်တောင်ကြီးဟာပိုပြီးအတိပယ်ရှိလာပါလိမ့်မယ်။ပြီးတော့အတူတူကုသိုလ်လူပါဖះအတူရှိခိုးတာတရားအတူနာတာတွေကစိတ်တူကိုယ်တူဖြစ်စေပြီးနောင်တန်တရားအဆက်အထိตาရတဲ့ဘဝကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။အနှစ်ချုပ်ရမယ်ဆိုရင်တော့ตาရတဲ့အိမ်အောင်ရေးဆိုတာအလိုအလျောက်ဖြစ်လာတာမဟုတ်ပါဘူး။တယောက်နဲ့တယောက်တင်းခံနားလည်ပေးတဲ့ခံတီ
ရင်ကျဲပြူငါစွာပြောဆိုတဲ့တန်မာဝါစာပြီးတော့အတ္တကိုလျှော့ပြီးပေးဆက်တဲ့စာကဆိုတဲ့ဒီအချက်၃ချက်ကိုနေ့စဉ်ဘဝမှာလက်တွေ့ကျင့်သုံးမှသာရရှိနိုင်မှာထက်ပါတယ်အိမ်အောင်ရေးမှာပြဿနာဆိုတာမုံတိုင်းလိုပါပဲဒါပေမဲ့ခိုင်ခက်နဲ့မြတ်တာတတိုင်းရှိရင်ဘယ်လိုမုံတိုင်းပဲလာမလဲဖြိုနိုင်ပါဘူးဒီဗီဒီယိုလေးကတင့်ရဲ့အိမ်အောင်ရေးဘဝအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုရင်တော့တင့်ရဲ့မိဆွေတငယ်ချင်းတွေကိုမျှဝေပေးဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်လဲစိတ်ဝင်စားစရာဓမ္မနဲ့လူမှုဘဝသင်ခန်းစာတွေကိုတင်ဆက်ပေးသွားအောင်ပါမို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးပါအောင်ခင်ဗျာအားလုံးပဲတာယာချမ်းမြေ့တဲ့အိမ်တော်ရေးဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။